weekend တွေဆိုအမတ်တဲ့အချိန်ဆိုတာလောက်တည်ရလို့မရှိအောင်ပါပဲတငယ်ချင်းတွေနဲ့ချိန်ပြီး shopping ထွက်မယ်ကိုကြိုက်တဲ့ actor ပါတဲ့ရုပ်ရှင်အသစ်တင်သွားကြည့်မယ်ပကြီးဆွေး game ဆော့ library မှာစာအုပ်ငှားပြီး cafe တစ်ခုရဲ့လူရှင်းတဲ့ sofa မှာခြိုင်ရင်းနဲ့စာဖတ်မယ်ဒီခါတလေအတူတူနေတဲ့အမတွေမုတ်လို့စားရင်ကိုချက်ပြီးရင်ဝိုင်းဖွဲ့စားကြရေစရာမောစရာတွေပြောကြအလုပ်အကြောင်းတွေပြောကြနဲ့အချိန်ဘယ်လိုကုန်မှန်းတော့မသိလိုက်ဘူးဒါပေမဲ့ဒီနေ့တော့စိတ်ကမန်ဒီမြင်မြင်ရောက်ချင်နေပြီလေမလွမ်းတင်သူလွမ်းနေပြီအချိန်ကကုန်ခဲလိုက်တာလို့တွေးနေပြီသူမျက်နှာကိုတွေးချင်စိတ်သူအနာရောက်ချင်နေတဲ့စိတ်တွေနဲ့ဘာကိုမှလုံးမရဘူးသိပါတယ်ဒီလိုဖြစ်နေတာမှားတယ်လုံးဝမဖြစ်သင့်ဘူးဆိုတာကိုလေသူ့အပေါ်မှာမျက်နှာကွင်းချစ်ခွင့်မှမရှိတာသူဟာရဲ့အထက်လူကြီးအိမ်အောင်တဲ့ယောက်ျားချစ်စရာသမီးလေးရဲ့ဂျယ်ဒီကိုမှဆွဲလန်းမိတဲ့လားကွယ်အသေးမှလှပါတယ်ဆိုရဲဘယ်ရာကိုမှအတွေ့အတာမရှိခြင်းနဲ့ဘဝကိုတကူတော့ရွှဲလင့်ခြင်းနဲ့တယောက်အခုတော့အချစ်ကိုတွေ့ပြီတဲ့လား